မင်္ဂလာပါဒီတစ်နေ့ကနေကြည့်ကြပါရစေ။ဒီနေ့ဗီဒီယိုဒီမှာကျွန်တော် Bitcoin အပါအဝင် order coin တော်များကို review တွေ analysis တွေလုပ်ခဲ့ပါတယ်။ဒီထက်က coin အများစုကဒီနေ့တစ်ချိန်မှာ profit တွေရနိုင်နိုင်ပေမဲ့တချို့ coin တွေကဆုံးရှုံးတာတွေရှိနိုင်ပါတယ်။ကျွန်တော် review လုပ်တဲ့အချိန်ကနေဒီနေ့တစ်ချိန်အတွင်းမှာရရှိနိုင်တဲ့ဒီ profit and loss အကြောင်းအရာတွေနဲ့ပြီးတော့ဒီ investment လုပ်တဲ့အခါမှာအဓိကစဉ်းစားရမယ့်အချက်40ထက်ကရေးပါတဲ့အချက်3ချက်အကြောင်းအရာကိုအခုဒီနေ့ဗီဒီယိုမှာညှိပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်လောက်ကဒါ bull market ပြန်လာပြီလားဆိုတဲ့ဗီဒီယိုတင်ခဲ့လိုက်ပေါ့နော်။အဲ့ချိန်တုန်းက Bitcoin ဈေးက3,500လောက်ပဲရှိသေးတယ်။အဲ့ချိန်တုန်းက Temporary Fakeout ဖြစ်ဖို့ရခိုင်နှုန်း40%နဲ့ bull market ဖြစ်ဖို့ရခိုင်နှုန်း60%ဆိုပြီးကျွန်တော်ပြောခဲ့တယ်။အခုဒီတိုင်းဆိုတော့ဒါက bull market ပြန်လာတဲ့တခြားသလောက်ရှိသွားပြီပေါ့နော်။အခုဆိုလို့ရှိရင် Bitcoin ဈေးကဒါ3,12,000လောက်ထိတော့မှတက်သွားတယ်ပေါ့နော်။ပြီးလို့ရှိရင်အဲ့ဒီဗီဒီယိုပြီးတော့နောက်တစ်ဗီဒီယိုတစ်ခုကတော့ကျွန်တော်ဒီ order coin တွေပေါ့နော်အခု2025 bull run ပေါ့နော်ပုံမှန်ဖြစ်ဆိုလို့ရှိရင်ကျွန်တော်ဒီ bull run လာပြီဆိုလို့ရှိရင်အရင်ဆုံးဒါ Bitcoin ထောင်တက်တယ်ပြီးဆိုလို့ရှိရင်ဒါ altcoin season လာလို့ရှိတယ်လို့ရှိရင်ဒီ altcoin season လာလို့ရှိရင်ကစားနိုင်မယ်ကျွန်တော် coin category တွေလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့ဒီထဲကကျွန်တော် recommend လုပ်တဲ့ coin နှစ်ခုပေါ့နော်ဒီ one coin နဲ့ Ondo ဆိုတဲ့ coin one coin ဆိုလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်ပြောတဲ့အချိန်မှာတော့ငါ 1.13 ပဲရှိသေးတယ်အခုဒီနေ့တစ်ချိန်မှာဆိုလို့ရှိရင်ဒါဒီ one coin ဈေးကဒါရာခိုင်နှုန်းအများစုထောင်တက်နေသူဆိုရင်ဒါ 1.64 လောက်အထိတောင်ထောင်တက်သွားတယ်ဒါဆိုလို့ရှိရင် 1.1 လောက်ကနေဒါ 1.64 ဆိုလို့ရှိရင်ဒါ profit ဒါ 40% ကိုကျွန်တော်ထောင်တက်သွားတယ်လို့ပြောလို့ရတယ်လို့ရှိရင်နောက်ထပ် coin တွေကတော့ဒီ Ondo ဆိုတဲ့ coin ပေါ့နော် Ondo ဆိုတဲ့ coin ဆိုလို့ရှိရင်ကျွန်တော်ပြောတော့ဒါ 0.94 ပဲရှိသေးတယ်အခုဆိုရင်ဒါ Ondo ဆိုတဲ့ coin ကဒါ 1.02 တောင်ဖြစ်သွားတယ်အဲ့တော့ဒီ coin တွေကတော့ဒါထောင်တက်တဲ့ coin တွေပေါ့နော်ဟုတ်ပြီအဲ့တော့ဒီ coin တွေကတော့ပြောလို့ရှိရင်ကျွန်တော် review လုပ်တဲ့အထက်မှာဒါတွေကဒါမှန်သွားတဲ့ coin တွေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ analysis လုပ်တဲ့အခါမှာဒီ review တွေလုပ်တဲ့အခါမှာဘယ်အရာမှ 100% မှန်နေဆိုတာမရှိပါဘူးအခုကျွန်တော်ပြောတဲ့ဒီ coin တွေကတော့ဒါမှန်သွားတဲ့ coin တွေဒါပေမဲ့ကျွန်တော် history ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တချို့ coin တွေကမှန်တာတွေရှိတယ်လို့တချို့ coin တွေကမှားတာတွေရှိနိုင်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော် recommend လုပ်ခဲ့တဲ့ coin တွေတဲကကျွန်တော်ဘယ် coin တွေကတော့ profit တွေအများဆုံးရနိုင်တယ်ဘယ် coin တွေကတော့ဆုံးရှုံးနိုင်တယ်ဆိုရင်အကြောင်းအရာကိုကျွန်တော်ဆက်ပြီးတော့မှကြည့်အောင်အဲ့တော့ကျွန်တော် review လုပ်ခဲ့တဲ့ coin တွေအများကြီးရှိရပါတော့အဲ့ဒီတဲကမှကျွန်တော်ပထမဆုံးတစ်ခုကတော့ဒီကတော့ဒါ order coin တော့မဟုတ်ဘူးဒီ Bitcoin ပေါ့နော်အဲ့တော့ Bitcoin ကိုကျွန်တော်ပထမဆုံးကျွန်တော်စပြောတဲ့ဟာကတော့ဗာလဲဆိုတော့ပြီးခဲ့တဲ့2နှစ်လောက်တည်းကကျွန်တော်ပြောခဲ့တာ Bitcoin ဈေး19,000လောက်ပေါ့နော်ဒီဟာက2022အောက်တိုဘာလမှာတော့အဲ့တော့မိတ်ဆွေတို့ကျွန်တော် make money online internet ကနေဝင်ငွေရှာတဲ့နီလန်10ခုကျွန်တော်1 to 9ဆိုပြီးကျွန်တော်ပြောခဲ့တယ်အဲ့တော့1 to 9နဲ့မှာဒီဟာကအပိုင်း8လောက်ဖြစ်လိုက်မယ်တဲ့အဲ့တော့ make money from cryptocurrency ဆိုတဲ့အဲ့ချိန်တော့မိတ်ဆွေတို့ဒီ sequential တွေမှာမိတ်ဆွေတို့ကြည့်လို့ရှိရင်သိလိမ့်မယ်ကျွန်တော် sequential ပြီးပြောတဲ့အချိန်မှာကျွန်တော်ရဲ့ဒီ second မှာမိတ်ဆွေတို့ Bitcoin ဈေးကတမှာဆိုရင်19,000ပဲရှိတယ်ပြီးလို့ရှိရင်ဒီမှာ available ဆိုတဲ့အချိန်မှာအဲ့ချိန်မှာတော့ဒါ BTC 1.43နော်အဲ့ချိန်မှာတော့ကျွန်တော် Bitcoin ဈေးအဲ့2000အောက်မှာပေါ့နော်တကယ်ဝယ်တာကတော့ကျွန်တော်2000ကျော်လောက်မှာလည်းစဝယ်တာအဲ့တော့ Bitcoin ဈေးတမှာဆိုလို့ရှိရင်19,000လောက်မှာလည်းကျွန်တော်အဲ့မှာ available ထဲမှာဒါ 1.4 BTC ပေါ့နော်အဲ့ချိန်တုန်းကလည်းပဲဒါ BTC မှာ investment လုပ်တင်ကြောင်းကျွန်တော်ပြောခဲ့တယ်ဒီမှာ view ကတော့ဒါ9,000ကျော်လောက်ရခဲ့တယ်ပေါ့အဲ့ဒီကဘယ်နှစ်ယောက်လောက်ဝယ်ပြစ်မလဲတော့မသိဘူးဒါတော့အဲ့ချိန်မှာတော့ကျွန်တော် cost အနေနဲ့ကျွန်တော်အသေးစိတ်တော့ကျွန်တော်မပြောခဲ့ဘူးပေါ့နော်ဒါပေမဲ့အသေးစိတ်ကျွန်တော် lesson 1 to 10ဆိုပြီး cost ဆိုပြီးကျွန်တော်ပြောတာကတော့ဒါပြီးခဲ့တဲ့နှစ်လောက်မှာပေါ့ပြီးခဲ့တဲ့နှစ်လောက်မှာကျွန်တော် lesson 1 to 10ဆိုပြီးကျွန်တော်ပြောခဲ့တယ်အဲ့ဒီမှာကျွန်တော် Bitcoin ကိုပဲကျွန်တော်အဓိကပြောခဲ့တယ်နော်အဲ့တော့အဲ့ဒီဟာကျွန်တော်ဒီ lesson 1 to 10ကနေပဲစရေးမယ်ဆိုတော့ကျွန်တော်အဲ့ချိန်တုန်းကကျွန်တော် recommended လုပ်ခဲ့တဲ့အချိန်မှာတော့ Bitcoin ဈေးကဒါ6,000ကစရေးလိုက်မယ်ကျွန်တော်19,000ကျွန်တော်မယူတော့ဘူးပေါ့နော်အဲ့ချိန်တုန်းကကျွန်တော်6,000ပြောရှင်အခုလက်ရှိပေါက်ဈေးက3,100,000ပေါ့နော်ဒီ recommend လုပ်ပြီဆိုလို့ရှိရင်သူ percentage ဘယ်လောက်ထားတင်လဲကိုယ့်ရဲ့ portfolio percentage ဘယ်လောက်ထားတင်လဲဆိုတော့ကျွန်တော်အမြဲတမ်းပါတယ်ကျွန်တော် recommend ပေးတာဒါ Bitcoin ရဲ့ percentage မှာဆိုကြပါစို့ဒါ 50% ပေါ့နော်ဒီကတွက်လို့လည်းအောင်ကျွန်တော်တို့ဆိုကြပါစို့ဒီ total investment ကဒါမိတ်ဆွေတို့ဒီဒေါ်လာ1,000ရှိတယ်ယူဆလိုက်အောင်အဲ့တော့မိတ်ဆွေတို့မှာဆိုကြပါစို့ဒါဒေါ်လာ1,000မှာကျွန်တော် 50% investment ဆိုတော့1,000ရဲ့ဒေါ်လာ9,000မို့ကိုဒါ Bitcoin မှာ investment လုပ်ခဲ့ပြီဆိုကြပါစို့နော်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဒီချိန်မှာ profit ကဘယ်လောက်ရနိုင်မလဲဆိုတော့ profit percentage အပြင်ဆိုလို့မျိုးစလို့ဒါ6,000ကနေတွက်ကြည့်မယ်ဆိုရင်ဒီနေ့ဒီချိန်မှာ profit ကဒါ 85% လောက်ရနေတယ်နော်ဒီ6,000ကကျွန်တော်ပထမဆုံးပြောတဲ့ဒါ2019ကဈေးကိုယူရမှာ2019ကဈေးသာယူမယ်ဆိုလို့ရှိရင်မျိုးစလို့ဒါ profit က 500% လောက်တောင်ဖြစ်နေတယ်ဒါပြီးခဲ့တဲ့နှစ်ကဟာနော်ဒါပြီးခဲ့တဲ့နှစ်ကမျိုးစလို့ဒါ6,000ကျန်လောက်မှဒါဝယ်ခဲ့မယ်ဆိုလို့ရှိရင်ဒါ 85% profit နဲ့ဒေါ်လာ4,200 profit ရနိုင်မှာဖြစ်တယ်ဒါ BTCဟုတ်နော်အဲ့တော့ကျွန်တော်တို့နောက် order coin တွေကြည့်အောင်ပြီးလို့ရှိရင်ကျွန်တော်ဒီ BTC နဲ့ပြလဲပြောနောက် order coin မောင်းများစွာလည်းပဲကျွန်တော် review လုပ်ခဲ့တယ်အဲ့တော့မိတ်ဆွေတို့ဒီကျွန်တော် video channel ကိုမိတ်ဆွေတို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာတခြား order coin တွေကိုကျွန်တော် review လုပ်ခဲ့တာမိတ်ဆွေတို့တွေ့လိမ့်မယ်အဲ့တော့အဲ့ထိကဒီဒုတိယကျွန်တော် recommend ပေးခဲ့တဲ့ coin ကတော့ဒါ SUN ဆိုတဲ့ coin SUN ဆိုတဲ့ coin ကတော့ကျွန်တော်တင်တန်းမှာကျွန်တော်တင်တော့ကတော့ဒီ 1.6 ပေါ့နော်တင်တန်းပြီးတဲ့အချိန်ကျတော့မှဒီကျွန်တော်ရဲ့ channel မှာဒီ recommend လုပ်တဲ့အချိန်မှာ SUN ဈေးကဒါ $2.2
နော် $2.2 ကိုဒီနေ့ဒီချိန်ထိဆိုလို့ရှိရင်ဒါလက်ရှိအချိန်မှာ$3.8ဝန်ကျန်လောက်ရှိမယ်အဲ့ချိန်တုန်းကလည်းကျွန်တော် recommend ပေးတိုင်းကျွန်တော်အမြဲတမ်း recommend percentage ဟုတ်ပြီဒီ SCI မှာဒီလိုအလားအလာရှိတယ် recommend percentage ကတော့ဒါ5%ဝန်ကျန်လောက်ပဲထားတင်တယ်ပေါ့နော်အဲ့ဒါ5%ဝန်ကျန်ဆိုလို့ရှိရင်မိတ်ဆွေတို့$1000ရဲ့ 5% $9000 investment လုပ်ခဲ့မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ percentage အပြင်ဆိုရင်ဒါ83% profit ရမယ်ပြီးတော့$300ကျော် profit ရမယ်နော်ပြီးရင်နောက်တစ်ခွန်ကြည့်အောင်နောက်တစ်ခွန်ကတော့ XRP ဆိုတဲ့ coin နော်အဲ့တော့ XRP ဆိုတဲ့ coin ကတော့မျိုးစုဒီမှာဆိုရင် ISO 2022 coin နေဆိုလဲပြီးတော့ကျွန်တော်ဒီမှာဆိုရင် recommend ပေးခဲ့တယ်အဲ့ဒီ XRP coin ကိုကျွန်တော် analysis လုပ်ခဲ့တယ်ပေါ့နော်အဲ့ချိန်တုန်းက analysis လုပ်တော့$2ရှိမယ်လက်ရှိချိန်မှာဒါ3.45ဆိုလို့ရှိရင်ကျွန်တော် video နောက်ဆုံးတော့မှကျွန်တော်အနည်းငယ်ပြောရတယ်ဒီဟာ5%ကိုကျွန်တော်ပဲထားတယ်နော်ဒီဟာကဘာကြောင့်အရေးပါလဲဆိုတာကိုမျိုးစုနောက်ပိုင်းမှာသိလိမ့်မယ်ကျွန်တော်5%ကျွန်တော် recommend ပေးခဲ့တယ်$1000ရဲ့ 5% $900 investment လုပ်ခဲ့မယ်ဆိုမျိုးစု73% profit ရနေတယ်နော်အဲ့ဆိုလို့ရှိရင်$300ကျော်ရမယ်ဒါတွေကမှန်ခဲ့တယ်ကွာနော်ကျွန်တော်အမြဲတမ်းပြောတယ် investor တွေမှာဘယ် investor တွေမှာ 100% မှန်တယ်ဆိုတာမရှိပါဘူး Warren Buffett လည်းပဲသူလည်းပဲမှားပါတယ်နော်အဲ့တော့ကျွန်တော် recommend လုပ်တဲ့ coin တွေဆိုလည်းပဲမိတ်ဆွေတို့ 100% ပုံဩတာမလုပ်ပါနဲ့အဲ့တော့ကျွန်တော် recommend လုပ်ခဲ့တဲ့ coin တွေမှာဒီ3ခုတော့ဒါတွေကမှန်ခဲ့တဲ့ coin အဲ့တော့အဲ့ဒီမှာမှားတဲ့ coin တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့နောက်ဒုတိယ coin ကတော့ဘာလဲဆိုတော့ Algorand ဆိုတဲ့ coin မိတ်ဆွေတို့ဒီမှာဆိုလို့ရှိရင်ကျွန်တော် video ပြန်ကြည့်မယ်ဆိုလို့ရှိရင် Algorand ဆိုတာဘာလဲဆိုတဲ့ video ရှိတယ်အဲ့ချိန်တုန်းကကျွန်တော် recommend လုပ်တော့က Algorand coin ရဲ့ဈေးကဘယ်လောက်ရှိလဲဆိုတော့0.43နော်အဲ့တော့နီးပညာအရာဆိုလို့ရှိရင်ဒီ Algorand coin ကတခြား coin တွေမှာမရှိတယ်ကျွန်တော်တို့ blockchain DeFi လာမှာဒီ3ခုပါနော်ကျွန်တော်အဲ့ triangle 3ခုမှာကျွန်တော် speed ရယ် security ရယ် decentralized အဲ့3ခုတခြား coin တွေမှာအကုန် perfect ဖြစ်တယ်လို့မရှိဘူးဒီ Algorand ကတော့အဲ့3ခုလုံးကိုသူကဖြည့်ရှင်းတာနီးပညာအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင် strong ဖြစ်တယ်ဒါပေမဲ့ Founding လက်ထက်မှာ coin တွေအများကြီးရှိတော့ coin တွေအများကြီးထုတ်ရောင်းနေဆိုလို့ရှိရင်ခုဒီနေ့ဒီချိန်ဒီခုကျွန်တော်ပြောနေချိန်မှာ$0.245ပဲရှိသေးတယ်အဲ့ချိန်တုန်းကဒါမိတ်ဆွေတို့ကျွန်တော်ပြောတဲ့ချိန်မှာ0.43နဲ့ဝယ်ခဲ့မယ်ဆိုရင်ဒါဒီနေ့ဒီချိန်ခုကျွန်တော်ပြောနေချိန်မှာ0.245နော်ဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်အမြဲတမ်းပါတယ်ဒီက5% လောက်ပဲ invest လုပ်တယ်နော်5%ဆိုလို့ရှိရင်$1000ရဲ့ 5% ဆိုရင်$900 investment လုပ်ခဲ့မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဒီချိန်မှာဘယ်လောက်ရှုံးနေမလဲဆိုတော့ -43% ရှုံးနေတယ်$200လောက်မျိုးဆိုတော့ဒါရှုံးမယ်နော်ဒါရှုံးတဲ့ကွာပြီးတော့နောက်ထပ်တစ်ကွာလည်းရှိသေးတယ် HBAR ကျွန်တော် HBAR ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုမှာကျွန်တော်ဒီမှာဆိုရင်ပြောထားတယ် HBAR ဆိုတဲ့ကွာနော်ဒါ Algorand ဆိုတဲ့ကွာလည်းပြောဒီမှာဆိုရင် HBAR ဆိုတဲ့ကွာအကြောင်းပြီးခဲ့တဲ့4လလောက်တော့ကျွန်တော်အဲ့အကြောင်းကိုကျွန်တော် review လုပ်ခဲ့ကျွန်တော်ပြောတဲ့အချိန်မှာတော့$0.273အခုကျွန်တော်လက်ရှိပြောနေတဲ့အချိန်မှာဒါ$0.205ပဲရှိနော်အဲ့ဒီမှာလည်းကျွန်တော်အများနဲ့ပြောနေတာ percentage ကို3% ဝန်ကျန်လောက်ပဲထားတင်တယ် investment amount က$1000ရဲ့ 3% ဆိုတာမျိုးစီ$300 investment လုပ်ခဲ့တယ် 25% ရှုံးမယ်ဒါ$85ရှုံးမယ်နောက်တစ်ကွာကျွန်တော် recommend လုပ်တယ်ဒီဟာကတော့ virtual coin နော် virtual ကတော့ဒါ AI agent ပါကျွန်တော်တို့အဲ့ချိန်တုန်းက narrative ကပါလေAI ဒါ AI စပြီးခေတ်စားလာတဲ့နဲ့ဒီဟာ AI coin ဆိုလည်းပြောကျွန်တော်ကိုယ်တိုင်လည်းပဲ invest လုပ်တယ်ပြီးတော့ကျွန်တော် channel မှာလည်းကျွန်တော် review လုပ်ခဲ့တယ်ကျွန်တော် review လုပ်တဲ့အချိန်မှာတော့ဒါ$4နော်$4ကောင်းတယ်သူက90% လောက်တရားထိုးကြတာနော်သူက$1အောက်ကျွန်တော်တင်တယ်0.4 0.5လောက်တရားသူအများကြီးထိုးကြသွားတယ်ဒီနေ့ကကျွန်တော်ပြောနေချိန်မှာတော့ဒါ2.18နော်အဲ့တော့ကျွန်တော်ဗီဒီယိုတိုင်းမှာအများတန်းပါတယ် recommended percentage ဒီလောက်ပဲ invest လုပ်တင်တယ်အဲ့မှာတော့ကျွန်တော်1% လောက်ပဲ invest လုပ်တင်တယ်လို့ပြောတယ်ဟုတ်ပြီအဲ့တော့ဒီနေ့ချိန်မှာ1% ဆိုတော့$1000 မျိုးဆိုတော့$100 investment လုပ်ခဲ့မယ်ဆိုလို့ရှိရင် -46% ရှုံးမယ်ဒေါ်လာအပြင်ဆိုလို့ရှိရင်-$46ရှုံးနေမယ်နော်လို့ရှိရင်နောက်ထပ် coin တွေအခုနောက်ဆုံးဒါပြီးခဲ့တဲ့4ရက်လောက်ကမှကျွန်တော် recommend ပေးခဲ့တဲ့ coin Ondo ဆိုတဲ့ coin နဲ့ WIT Ondo ဆိုတဲ့ coin ကျွန်တော်ပြောတော့0.94နော်ဈေးတက်တာဒါ1.04ဒါဆိုရင်အဲ့မှာလည်းကျွန်တော်မိတ်ဆွေရဲ့ portfolio ကို2% လောက်ပဲထားတင်တယ်နော်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ဒါ2%နဲ့$1000ရဲ့ 2% $200 investment လုပ်ခဲ့မယ်ဆိုရင်11% WIT ဆိုတဲ့ coin ဆိုတော့မိတ်ဆွေတို့4ရက်အတွင်းမှာဒါ4% ဒါ investment လုပ်ခဲ့မယ်39% profit ရအောင်ဒါ154ဟုတ်ပြီအဲ့တော့ကျွန်တော် recommend လုပ်ခဲ့တဲ့ coin 8ခုလုံးကိုမိတ်ဆွေတို့ဒီ$1000ရဲ့ဒီ percentage တွေဒါ investment လုပ်ခဲ့မယ်ဆိုရင်နောက်ဆုံး final အနေနဲ့မိတ်ဆွေဘယ်လောက် profit ရနိုင်မှာလဲဆိုမိတ်ဆွေ$1000 investment လုပ်ခဲ့မယ်ဆိုလို့ရှိရင်$4000 profit ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီကနေကျွန်တော်ပေးချင်တဲ့ message ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ investment လုပ်တဲ့အချက်၄ချက်ထက်ကအင်မတန်အရေးပါတဲ့တစ်ချက်ပေါ့နော်ကျွန်တော်အဲ့ဒီဟာကို highlight လုပ်ချင်လို့ကျွန်တော်အခုဒီဟာတွေကိုကျွန်တော်ပြောတာဖြစ်ပါတယ်ခုဒီမှာကျွန်တော် recommend ပေးတဲ့ coin 8ခုမှာဘယ်နှခုရှုံးလဲဆိုတော့3ခုရှုံးတယ်ဒီ3ခုကမရှိဘူးဒီမှာရှုံးတယ်ကျန်တဲ့နေရာတွေကမြတ်တယ်အဲ့တော့တကယ် intelligent investor တွေဆိုတာဘလောက်ပဲ intelligent ဖြစ်ပါစေသူတို့မှာ 100% မှန်တယ်ဆိုတာမရှိဘူးသူတို့လည်းအမှားတွေရှိတယ်ဒါပေမဲ့ဘာကွာလဲဆိုတော့သူတို့ကမြတ်ပြီဆိုလို့ရှိရင်ပမာဏမြတ်ရှုံးပြီဆိုရင်ပမာဏနည်းနည်းပဲရှုံးတာနော်အဲ့တော့ကျွန်တော်ထပ်ပြောမယ် normal investor တွေနဲ့ intelligent investor တွေဘာကွာလဲဆိုတော့ normal investor တွေလည်းမှားတယ် intelligent investor တွေလည်းမှားတယ်
ဒါပေမဲ့ဘာကွာလဲဆိုတော့တကယ် intelligent investor တွေဆိုတာကမျက်နှာရှင်အများကြီးညက်ပြီးဆိုတော့ရှုံးရင်နည်းနည်းလေးပဲရှုံးတယ်မင်းတို့ဒီမှာကြည့်မယ်ဆိုရင်ဒီမှာလည်း၈ခုမှာမင်းတို့၃ခုရှုံးတယ်ဒါပေမဲ့မြက်တာကဒီမှာဒေါ်လာ4000 3000မြက်တယ်ရှုံးနေတာဒေါ်လာ285နည်းနည်းပဲရှုံးတာအဲ့တော့တကယ် overall ပြန်လဲတွက်လဲကြည့်လိုက်ပေါ့ဒီမှာဆိုရင်မင်းတို့ဒါအများကြီးပို့ပြီးတော့မှမြက်တယ်ဒါကြောင့်ကျွန်တော်ဗီဒီယိုတိုင်းမှာကျွန်တော်နောက်ဆုံးမှာ recommend percentage ဆိုပြီးကျွန်တော်အမြဲတမ်းထားတယ်ဟုတ်ပြီအဲ့တော့မှမင်းတို့ကဒီဗီဒီယိုဆုံးမှမကြည့်ဘဲနဲ့Bitcoin ကတော့ဒါဈေးပိန်းကနေဖြစ်နေပြီ Bitcoin ကတော့ငါတို့5% ပဲထားမယ်ဆိုကြပါစို့ Bitcoin 5% ပဲထားမယ်ဒါ Algorand ကိုဆိုကြပါစို့50% ထားမယ်ဆိုလို့ရှိရင်မင်းတို့စုစုပေါင်းဒီနေ့ဒီချိန်မှာမင်းတို့ minus 900အတွက်တာ minus ပြနေတယ်။အဲကြောင့်မို့ကျွန်တော်ဒီ investment လုပ်တဲ့ထက်မှာအင်မတန်အရေးပါတဲ့အချက်ပေါ့နော်။အင်မတန်အရေးပါတဲ့အချက်၄ချက်တည်းကဒါ2ချက်ပေါ့နော်။2ချက်ကဘာလဲဆိုအရင်ဆုံး what to buy ဘယ်ဟာကိုဝယ်ရမလဲဆိုတာအရေးကြီးတယ်။ဘယ်ဟာဝယ်ရမလဲဆိုတဲ့အခါအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြောတယ်ဒါ BTC ဝယ်ရမယ် SUI ဒါဘယ်ဟာဝယ်ရဘယ် coin တွေဝယ်ရမလဲဆိုတာဒါအချက်၄ချက်တည်းကဒါတစ်ချက်ပဲရှိတယ်။မင်းတို့ဘယ်ဟာဝယ်ရမလဲဆိုတာသိရလောက်နဲ့ဒီဟာကလုံးဝမလုံးလောက်အချက်၄ချက်တည်းကဒါမျိုးဆို25% နဲ့တည်သေးတာ။ချက်နဲ့ချက်တွေအများကြီးသိဖို့လိုသေးတယ်။အဲ့ဒီထဲမှာဒုတိယအချက်အရေးကြီးတဲ့ကဘာလဲဆို how much to buy ဘလောက်ဝယ်မှာလဲဆိုတာအရေးကြီးတယ်ဘလောက်ဖို့ဝယ်လဲဘလောက်ဖို့ဝယ်လဲဆိုတဲ့အခါအဲ့ဒီဟာကိုကျွန်တော်တို့ portfolio management လို့လည်းခေါ်တယ် asset management လို့လည်းခေါ်တယ်နော်ဒီ investment လောကမှာဒီ investor တွေကသူတို့လည်းမှားတယ်ဒါပေမဲ့မှားတဲ့အခါမှာရှုံးတဲ့အခါမှာနည်းနည်းပဲရှုံးပြီးညတဲ့အခါမှာအများကြီးညဖို့အတွက်သူကဒီ portfolio management ကအရေးကြီးတယ်နော်ဒါကြောင့်မို့ဒီမှာဆိုလို့ရှိရင် risk အနည်းဆုံးဟာကိုကျွန်တော် percentage အများကြီးထားခိုင်းတာနော်ဒါကြောင့်မို့ကျွန်တော် recommend percentage က BTC ကို 50% တာပြီးတော့ Algo ကိုဒါ 5% ပဲတာအဲ့တော့ဒီလိုမျိုးမျိုးဆိုလို့ management လုပ်ခဲ့မယ်ဆိုရင်မျိုးဆိုလို့ဒီချိန်မှာဒါ profit ရနေနော်အဲ့တော့မျိုးဆိုလို့သိတယ်ဆိုတော့ဘာဝယ်ရမလဲဆိုတာသိတဲ့ဟာကကျွန်တော်အချက်၄ချက်တည်းကဒါ 25% ၄ပုံတစ်ပုံမျိုးရှိတယ်နောက်ထပ်တစ်ချက်ထပ်သိရအောင်မယ်ဘလောက်ဖို့ဝယ်မှာလဲနော်အဲ့တော့ဘလောက်ဖို့ဝယ်မှာလဲဆိုတော့မျိုးဆိုလို့ကဒေါ်လာ1000ဆိုလို့ရှိရင်ကိုယ့်ရဲ့1000ကိုမျိုးဆိုလို့ဒါဘယ်အောင်ဘလောက်ထားမလဲဆိုတာ percentage ပြန်ခွဲပေါ့နော်ကျွန်တော်တို့ဒီမှာဒေါ်လာ1000မို့လို့ဒါမျိုးဆိုလို့ကဆိုကြတော့ဒါဒေါ်လာ900လည်းဖြစ်နိုင်တယ်ဒေါ်လာ1000လည်းဖြစ်နိုင်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီ percentage ကကိုယ့် portfolio ကိုဒါကိုယ့်ကိုပြန်ပြီး manage လုပ်မှာကျွန်တော်က 1% ဆိုပေမဲ့မျိုးဆိုလို့ဒေါ်လာ900 1% ရတော့ဝယ်လို့ရချင်ပါရဲ့အဲ့ဒါဆိုရင်တော့ဒီဟာ reference ယူပြီးတော့မှဒါကိုယ်ရန် portfolio management ပြန်ပြီးတော့မှလုပ်ရမှာဒါပေမဲ့ beginner တွေတော်တော်များကဒီလောက်ခါတဲ့လာပြီဆိုလို့ရှိရင်သူကဘာပဲသိချင်ကြလဲဆိုဟာငါ့ကိုပြောပါဘယ်ကွန်ဝယ်ရမလဲဘယ်ကွန်ဝယ်ရမလဲအဲ့တော့ဘယ်ကွန်ဝယ်ရမလဲဆိုတာသိအောင်တော့လည်းမလုံတော့ဘူးဘလောက်ဖို့ဝယ်ရမလဲဆိုတာပါအရေးကြီးတယ်နော်ဒါကြောင့်မလို့ဒီမှာဆိုရင်နံပါတ်1အရေးကြီးတဲ့အချက်ကဘလောက်ဖို့ဝယ်ရမလဲဒါကြောင့်မလို့ portfolio management အရေးကြီးပါတယ်ကို portfolio ပေါ်မူတည်ပြီးတော့မှငါဘယ်ကဏ္ဍရော percentage ဘလောက်ထားမလဲဘယ်ဟာရော percentage ဘလောက်ထားမလဲဆိုတာအမှန်တန်အရေးကြီးပါတယ်ဒါနံပါတ်2အရေးကြီးတဲ့အချက်ပြီးဆိုနံပါတ်3အရေးကြီးတဲ့အချက်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့ when to buy နော်ဘယ်တော့ဝယ်ရမလဲဆိုတာအရေးကြီးတယ်အဲ့တော့မဲဆိုလို့ပြီးခဲ့တဲ့4ရက်လောက်ကကျွန်တော် recommend ပေးတဲ့အထက်မှာ Ondo coin တို့ဒီ WLT ဆိုတဲ့ coin တို့အဲ့တော့ recommend ပေးတဲ့အချိန်မှာကျွန်တော် recommend ပေးတဲ့ timing ကလုံးဝကိုကွက်တီဖြစ်သွားတယ်နော်ကျွန်တော်ပြောတဲ့အချိန်မှာကျွန်တော် video ထဲမှာလည်းပါတယ်သူ့ရဲ့ဒီ Ondo coin တွေကမှထောင်တက်တယ်ပြန်ကျတယ်ပြီးနောက်တစ်ခါထောင်တက်တယ်ပြန်ကျတယ်ကျွန်တော်တင်တဲ့အချိန်ကပြီးခဲ့တဲ့4ရက်လောက်ကပေါ့နော်ပြီးခဲ့တဲ့4ရက်လောက်ကဒါOndo ကတော့အပေါ်ထောင်တက်လေလို့ပြန်ကျနေတဲ့အချိန်ပေါ့နော်ပြန်ကျပြီးတော့နည်းနည်းလေးပဲတက်ခါစားအဲ့အချိန်လေးမှာကျွန်တော်ဒီဗီဒီယိုကျွန်တော်တင်လိုက်တာဘယ်စလို့ကအဲ့အချိန်လေးမှာကျွန်တော်ဗီဒီယိုကိုချိလိုက်နှိတယ်ဆိုရင်တော့ဘယ်စလို့ရဲ့ timing ကဒါ 0.94 ဒီအောက်ချိန်နားမှာမှီလိုက်မယ်ဒီကနေ့တောင်မဲစလို့ဒါအခုမှကြည့်တယ်ဆိုလို့ကျွန်တော်ဒါအောက်ချိန်နားမှာမှီချင်းမှမှီတာဒါကြောင့်မို့မဲစလို့ဒီဘယ်ချိန်မှာဝယ်မလဲဆိုတာလည်းအရေးကြီးတယ်နော်အဲ့တော့ timing ကအရေးကြီးတာဖြစ်တဲ့အတွက်မဲစလို့ဒီတခါလေးကျတော့လေကျွန်တော်ကဗီဒီယိုလောက်ရတာနည်းနည်းအချိန်ကြာတယ်အဲ့တော့မဲစလို့ဒီ update သတင်းတွေဒီ analysis စာတွေကိုအစင်းနဲ့တပြေးညီဒီသိနိုင်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင် Telegram channel တခုကျွန်တော်လုပ်ထားတယ်ကျွန်တော် Telegram channel ကတော့ဒီမှာဆိုမျိုးစလို့ search မှာလည်းရှာလို့ရတယ် Crypto Myanmar Community ပါ Digital Genius ဆိုပြီးတော့နော်မျိုးစလို့ Digital Genius ဆိုပြီးရှာလို့လည်းရမယ်ပြီးရင် Crypto Myanmar Community ဆိုပြီးတော့ရှာလို့လည်းရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ video ရဲ့ description နဲ့ comment မှာလည်းကျွန်တော် link ပေးထားတယ်ကျွန်တော် Telegram channel ကိုမျိုးစလို့ subscribe လုပ်ထားပါကျွန်တော်အရေးကြီးတဲ့အကြောင်းအရာတွေကျွန်တော် video တင်ဖို့အချိန်မမေးဘူးဆိုလို့ရှိရင်တချို့ analysis အကြောင်းအရာတွေကိုကျွန်တော်ကို Telegram channel မှာကျွန်တော်တင်ပေးထားမှာဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုတော့ဒီအချက်3ချက်ကအရေးကြီးလို့ပါမျိုးစလို့ဘာဝယ်ရမလဲသိအောင်နဲ့တယ်မလုံလောက်ဘူးဒါအင်မတန်အရေးကြီးတဲ့4ချက်တက်ကဒါတစ်ချက်ပဲရှိသေးတယ်ပြီးရင် blau ဝယ်မှာလဲ portfolio management နဲ့အရေးကြီးတယ်ပြီးလို့ရှိရင် when to buy ဘယ်တော့ဝယ်မှာလဲဆိုအရေးကြီးတယ်အဲ့တော့ update သတင်းတွေကိုသိဖို့အတွက်ကျွန်တော်ရဲ့ Telegram channel ကို subscribe လုပ်ထားပါပြီးပြီဆိုရင်နောက်ထပ်တစ်ခုကျွန်တော် recommend ပေးချင်တာကတော့ how much buy ပေါ့နော်ကျွန်တော် video ရဲ့နောက်ဆုံးနားတွေမှာ video အဆုံးထိကြည့်ပါနော် video အဆုံးထိကြည့်လို့ရှိရင်ဟာဒီ coin မှာတော့ကျွန်တော်အနေနဲ့ percentage ဘလောက်ပဲ invest လုပ်ဖို့ recommend ပေးပါတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ပြီးလို့ရှိရင်ကျွန်တော်လည်းပဲအမြဲတမ်းမမှန်နိုင်ပါဘူးခုဆိုလို့ရှိရင်မေးဆိုတော့ကျွန်တော်ရဲ့ history ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် recommend ပေးခဲ့တဲ့ coin 8 coin ရှိတယ်8 coin ရှိတဲ့အထက်မှာ3 coin မှားပါတယ်ဒါရောစင်တာထိုးကြနေတယ်သူတို့ပြန်ပြီးတော့မှ pump လုပ်တယ်ဆိုရင်တော့လည်းပြန်ထောင်းတက်နေတယ်တက်မှာပေါ့နော်အဲ့တော့ကျွန်တော် recommend ပေးခဲ့တဲ့8 coin ထဲမှာ3 coin မှားပါတယ်5 coin ပဲမှန်ပါတယ်ဒါကြောင့်မလို့ကျွန်တော်လည်းပဲ 100% မမှန်နိုင်ပါဘူးအဲ့ဒါတော့မေးဆိုတော့ 100% မမှန်နိုင်ဘူးဖြစ်တဲ့အတွက်ကျွန်တော်တွေမဟုတ်ဘူးတကယ် investor အကြီးကြီးလည်းပဲ 100% မမှန်နိုင်ပါဘူး
ဒါကြောင့်တကယ် intelligent investor ကြီးတွေလို့မှားတဲ့အချိန်မှာနည်းနည်းပဲမှားပြီးတော့မှမှန်တဲ့အချိန်မှာများမှန်ဖို့အတွက်ကိုယ့်ရဲ့ portfolio management ကအရေးကြီးပါတယ်နောက်တစ်ခုကတော့ဒီ timing နဲ့ပတ်သက်ပြီးတော့လည်းအရေးကြီးတာဖြစ်တဲ့အတွက်ကျွန်တော် Telegram channel ကို subscribe လုပ်ထားပေးပါပြီးတော့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဆက်လက်ဆောင်တွေ့ပါမယ်